Ero loka amandia go tipiro pawama kuya tharaga dukha phajaw yara don sin kirita jaw yara era go be amandia ajaw ne achu dukha thissa tamuriya thissa lo pyawတယ်ဒါတို့ဘောက်ခေါ်လိုက်တာအရှိတိုင်းပြောရင်ဒုက္ခဒုက္ခသမုဒယဒုက္ခဆိုတာကျင့်စရာမကောင်းတဲ့ဘဝဒုက္ခသမုဒယဆိုတာအဲ့ကျင့်စရာမကောင်းတဲ့အခြေအနေတစ်ခုကိုရထားတာသို့မဟုတ်ဒုက္ခဆိုတာသင်္ခါရတရားတွေကိုရထားတာလောကီသင်္ခါရတရားတွေကိုရဒုက္ခသမုဒယဆိုတာအဲ့ဒီသင်္ခါရတရားဆိုတာခန္ဓာ၅ပါးပဲယုံနာ၂ပါးပဲအဲ့တော့ယုံနာ၂ပါးဒုက္ခအဲ့ဒီဒုက္ခရထားတာကိလေသာကြောင့်ရတာအဲ့တည်းပဲအဓိကတဏှာဆိုပြီးတော့ဒုက္ခသမုဒယအဲ့ဒီနှစ်ခုနဲ့နေကြအဲ့တော့ဒုက္ခကိုဖယ်ရမှာလားသမုဒယကိုဖယ်ရမှာလားလို့ဆိုမြတ်စွာဘုရားကတပည့်တော်တရားဟောတော့ငရေရှင်းထားတာနော်ဒုက္ခချုပ်အောင်မလုပ်ရမလဲဒုက္ခនិရောဓကိုရခြင်းမလုပ်ရမလဲလို့မြတ်စွာဘုရားဟောတော့ယောတတ္တယေဝတတ္တယအတိတဝိရာကောသာကောပတိနေတဲ့ကောမုဒ္ဒိနာဒုက္ခကိုဖြစ်ပေါ်စေတဲ့တဏှာကိုပယ်ပါလို့ပြောလိုက်တာအကြောင်းတရားကိုတတ်မှအကျိုးရရတယ်နော်ယောဂပြောက်ခြင်းယောဂဖြစ်ခြင်းအကြောင်းပဲရှားရမှာဖြစ်တယ်ရှားပြီးတော့ယောဂဖြစ်စေတဲ့အကြောင်းကိုဖယ်ရှားမှယောဂဆောက်ပြောက်တယ်အဲ့လိုဆိုလို့ပေါ့နော်အကြောင်းကိုပဲဖယ်ရှားတာအကြောင်းကိုဖယ်ရှားလိုက်ရင်အကျိုးကလို့အကြောင်းနဲ့အကျိုးဆိုတာတွဲဖက်တာပဲအမြဲတမ်းအဲတွဲဖက်နေတဲ့နေရာမှာဥပမာတပည့်ကြီးတွေပဲကအရေးထိုးနေတယ်နေဘူးမရဘူးအဲ့ဒီအရေးကိုမလို့ခြင်းဘူးတပည့်မလဲပဲနဲ့အရေးကတော့ရှိနေမှာပဲနော်တပည့်ခေါ်လိုက်မှအရေးကပြောင်းအရေးမလို့ခြင်းဘူးတပည့်တော့လို့ခြင်းလဲဆိုမရဘူးအဲ့ဒါအဲ့တော့တပည့်ကထိုးနေတဲ့အရေးဆိုဒီတပည့်ကိုပဲခေါ်ရဖြစ်တယ်အဲ့တော့ပဲပေါ့နော်ဒုက္ခကိုပေးနေတဲ့ကိလေသာသမုဒယအကြောင်းတရားတွေကိုဖယ်ရှားလိုက်ပါဒုက္ခဆိုတာငြိမ်းသွားတယ်အဲ့ဒီဒုက္ခငြိမ်းတဲ့အနေထားတစ်ခုကိုဒုက္ခនិရောဓလို့ခေါ်တာအဲ့ဒီဒုက္ခនិရောဓရောက်ဖို့နိလန်ကတော့ဒုက္ခនិရောဓကမိတိပฏิပဒါဆိုတဲ့ကျင့်စဉ်တစ်ခုပဲအခုဒီသုတ်တံဟောတာမြတ်စွာဘုရားအဲ့ဒီကျင့်စဉ်ကိုဟောတာနော်